အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ဒီ KIA ရဲ့အနေနဲ့ပေါ့လေဒီပြစ်ဆက်မတွန်းနိုင်ရတယ်ဒါပုံမှန်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီနေ့အမြင်ကိုသုံးသပ်မျှဝေဖြစ်ပါတယ်။ဆိုတော့အားလုံးလည်းသိတဲ့အတိုင်းပေါ့လေလက်ရှိနိုင်ငံရဲ့ရှိရတဲ့နိုင်ငံရဲ့အခြေအနေတွေပေါ့လေဒီလက်နက်ကိုင်လမ်းစဉ်တွေတော်လှန်ရေးလမ်းစဉ်တွေစီးရေးလမ်းစဉ်တွေနဲ့ဖြစ်ရှင်းနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံမှာရှိတဲ့ဒေသတော်တော်များများမှာအကြမ်းဖက်မှုတွေနဲ့ကြုံတွေ့နေကြတာဖြစ်ပါတယ်။ဆိုတော့ဒီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်းမြန်မာနိုင်ငံမှာရှိရပေါ့လေဒေသဒီပေါ့လေမျိုးတွေကြွားတွေကိုကျူးကျော်တာတွေချင်းချောက်တာတွေလုပ်လာကြတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုးကျူးကျော်လာတဲ့မျိုးတွေတရားမှာကချင်ပြည်နယ်မှာရှိရပေါ့လေဒါမျိုးမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီနေ့အမြင်ကိုမျှဝေသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီဒါနဲ့ပတ်သက်ပြီးတော့ပေါ့လေပထမဆုံးပြောမယ်ဆိုလို့ရှိရင်KIA အဖွဲ့ဆိုတာတော့ဒီဘာသာရေးကိုပေါ့လေအကြောင်းပြပြီးတော့ပေါ်ပေါက်လာတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒီပထဝီနိုင်ငံရေးရပေါ့လေgeopolitical ရတာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမြန်မာပြည်နဲ့ပေါ့လေတရုတ်နယ်စပ်မှာရှိရနားမှာရှိရပေါ့လေဒီအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ညာလည်းပဲမြန်မာနိုင်ငံအတွက်ပေါ့လေဒီလိုမျိုးစိတ်ဓာတ်ရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အပြင်တရုတ်နဲ့အမေရိကန်ကြားမှာလည်းဒီကစားနေတဲ့အဖွဲ့အစည်းတစ်ခုလို့ပြောရမှာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ချက်ကတော့ဒီ KIA အဖွဲ့နဲ့ပေါ့လေဒီလက်နက်ကိုင်အကျိုးစီးပွားအတွက်ဒီတိုက်ပွဲတွေပို့ဆောင်နေကြတာဖြစ်ပါတယ်။ဆိုတော့ဒီအားလုံးလည်းသိတဲ့အတိုင်းပေါ့လေဒီကချင်ပြည်နယ်ဆိုတာတော့ဒီသဘာဝတရားစရက်တွေအများဆုံးထွက်ရှိတဲ့ဒီဒေသတစ်ခုလို့ပြောမှာဖြစ်ပါတယ်။ဒီကဘာကျော်ကြောက်စိမ့်တွေပရင်းတွေရွှေတွေစသဖြင့်ပေါ့လေဒီလိုမျိုးတရားစရက်တွေထွက်ရှိတဲ့ဒေသတစ်ခုလို့ဖြစ်ပါတယ်။ဆိုတော့ဒါနဲ့ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအကျိုးစီးပွားအတွက်ပေါ့လေသူတို့နဲ့လူမျိုးတွေဒီဘာသာတွေကချင်ပြည်နယ်အထူးဒေသတစ်ကိုလည်းဒီကျန်းဖက်ကြီးနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ချက်ကတော့ဒီ KIA အဖွဲ့နဲ့ပေါ့လေဒီစီးပွားရေးရပေါ့လေရေးပါတဲ့ပုံမျိုးကိုဒီအလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့နဲ့စပြီးတော့တိုက်ခိုက်လာခဲ့ကြတာဖြစ်ပါတယ်။ဆိုတော့တကယ်တော့ဒီဘုံမျိုးဆိုတာကဒီ ARD မြကန်ဘေးမှာတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံအောက်ပိုင်းဒေသကတင်ဘောတွေနဲ့ပြည်တွင်းကုန်သွယ်ရေးတွေကိုလုပ်နိုင်တဲ့စိတ်ကမ်းမျိုးတွေဖြစ်ပါတယ်။တရုတ်နယ်စပ်နဲ့လည်းမိုင်40လောက်ပဲကွာဝေးပြီးတော့ချမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမူဆယ်ကနေတဆင့်ပေါ့လေတရုတ်နိုင်ငံကိုဆက်သွယ်နေတာဖြစ်ပါတယ်။မန္တလေးကိုဆိုလို့ရှိရင်ဗမိုးမန္တလေးလမ်းနဲ့သွားနိုင်တာဖြစ်တယ်လို့ကုတ်ခိုင်လာရှိုးကနေတဆင့်လဲဆက်သွယ်သွားလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တွင်းကုန်ပို့ကုန်လုပ်ငန်းတွေထွန်းကားတဲ့မျိုးလည်းဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်မို့လို့ KIA အဖွဲ့နဲ့ဗမိုးမျိုးကိုထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင်ဒီတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလို့ထိန်းချုပ်နိုင်ပြီးတော့ယူဆထားဖို့ရတယ်။ဆိုတော့ပြောမှလို့KIA နဲ့ပူးပေါင်းတပ်ဖွဲ့နဲ့ပေါ့လေဒီကချင်ပြည်နယ်တွေကရေးပါတယ်ပေါ့လေဗမိုးမျိုးပြည်နေတာကိုဒီထိုးစစ်ဆင်လာတာပေါ့လေတိုက်ခိုက်လာခဲ့တာကဒီအခုအေဗီလာကုန်ဆိုလို့ရှိရင်၄လကျော်5လတွေကိုရောက်လာပြီလို့ပြောရမှာဖြစ်ပါတယ်။ဆိုတော့တစ်ဖက်မှာလည်းဒီတက်မတော်နဲ့ပေါ့လေဒီငလျင်ဘေးရောက်မို့လို့ဒီပြက်ကတက်ခဲ့မှုရစေးကျညာချက်တွေပေါ့လေထုတ်ပြန်ထားတာဖြစ်တယ်။ဆိုတော့အဲ့ဒီကျညာချက်တွေကိုအခွင့်ကောင်းယူပြီးတော့ပေါ့လေဒီ KIA ဖွဲ့တဲ့အနေနဲ့ဒီအေဗီလာပေါ့လေ25ရက်စပြီးတော့ကြော့ပြန်ပြီးတော့ထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်။ဆိုတော့အခုလိုမျိုးဒီဗမော်မျိုးကိုကြော့ပြန်ထိုးစစ်ဆင်လာတဲ့တင်မှာ KIA အဖွဲ့ရဲ့ပြင်ပေါ့လေဒီဗမာ BGF တွေပေါ်ရခတက်တွေ AA တက်တွေလည်းပါတယ်လို့သိရတယ်ပေါ့။ဆိုတော့သူတို့တွေအနေနဲ့ဒီဗမော်မျိုးကိုမတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်မလို့ဒီခုဒီဗမော်မျိုးတွေမှာရှိရပေါ့လေပြည်သူတွေထိုင်တဲ့ရက်ွက်တွေကိုရှုတ်တိုက်တုံးတွေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့လည်းသိရတယ်ပေါ့။နောက်ဆုံးပြောချင်တာကတော့ဒီ KIA အဖွဲ့နဲ့ပေါ့လေအခုလိုမျိုးတိုက်ပွဲတွေပို့ဆောင်နေတာပါသူတို့ရဲ့အကျိုးစီးပွားအကြောင်းမို့လို့ပို့ဆောင်နေတဲ့တိုက်ပွဲတွေစစ်ပွဲတွေဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။ဆိုတော့ဒီကြောက်စိမ့်တွေပရင်းတွေမြေရှာဆက်တဲ့ပေါ့လေဒီလိုမျိုးဒီတရားစရက်တွေအကျိုးစီးပွားအတွက်ဖြစ်ပြီးတော့ပြည်သူလူထုအကျိုးစီးပွားဖြစ်တယ်ပေါ့လေနိုင်ငံအကျိုးစီးပွားတယ်မဟုတ်ဘူးဆိုတော့ပြည်သူလူထုအားလုံးလည်းနားလေသဘောပေါက်တင်တယ်လို့ကျွန်တော်နေမြင်တယ်ပြီးတော့ဒီနိုင်ငံရေးချက်တွေကိုပေါ့လေအကြောင်းပြုဒီနေ့မျိုးချက်တွင်ပြီးတော့သူတို့ရဲ့ဒီခေါင်းဆောင်မဲ့အကျိုးစီးပွားအတွက်ပေါ့လေဒီအခုလိုမျိုးတိုက်ပွဲတွေပေါ်ဆောင်နေတာကဒီမမှန်တဲ့ KIA အတွက်ပေါ့လေစစ်ဆက်မတိုးနိုင်ပဲဗမော်တိုက်ပွဲမှာဒီအရင်းနေရတာဖြစ်တယ်လို့ကျွန်တော်နေသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူး